လူဖီရဲ့ဂီယာ5မှာအားနည်းချက်အားသာချက်တွေရှိပါတယ်လူဖီကဂီယာ5ကိုသုံးနေဆိုရင်အချိန်အကန့်အသတ်ရှိပါတယ်မိနစ်ပိုင်းလောက်သုံးလိုက်ရင်ပဲခွန်အားကုန်ပြီးအဖိုးကြီးဖြစ်သွားတာပါဂီယာ4နဲ့မတူတာကဂီယာ4သုံးရင်ခွန်အားကုန်တာမဟုတ်ပဲဟက်ကီကုန်တာပါလူဖီရဲ့ဟက်ကီကုန်သွားရင်10မိနစ်ခန့်ဟက်ကီသုံးလို့မရတော့ပါဘူးဟက်ကီမပါတဲ့တိုက်ခိုက်မှုတွေတော့လုပ်နိုင်ပါသေးတယ်ဂီယာ5မှာကဟက်ကီမကုန်ပဲခွန်အားကုန်ပြီးအဖိုးကြီးပုံစံဖြစ်သွားတာပါအဖိုးပုံစံဖြစ်သွားရင်10မိနစ်အနားယူလို့လည်းမရပါဘူးအစားအသောက်တွေအများကြီးစားမှပဲပုံမှန်အသက်အရွယ်ကိုပြန်လည်ရရှိတာပါဆိုတော့လူဖီကဂီယာ5ကိုသုံးမယ်ဆိုရင်အစားအသောက်တွေအများကြီးလိုပါတယ်အစားအသောက်များများစားလေလေဂီယာ5ကိုအချိန်ကြာသုံးနိုင်နေပါပဲ Chapter 1181မှာလူကီကနာရိုနာအီမူနဲ့အသေးကြီးတိုက်ခိုက်နေပေမဲ့လူဖီတယောက်ကတော့အစားတွေအများကြီးကိုတဝါကြီးထိုင်စားနေတာကိုမြင်ရမှာပါလူဖီစားပြီးတဲ့အချိန်ရောက်မှလူကီကိုကူညီပေးမှာပါတခုတတိထားမိတာကလူဖီကငါဓာဒီကိုအကုန်လုံးစားမှငါတို့နိုင်မှာဒီကောက်ဟက်ကီကအယမ်းကြမ်းတာပဲငါထပ်စားခြင်းတည်တယ်ငါဓာဒီအကုန်လုံးစားမှငါတို့နိုင်မှာဆိုပြီးပြောသွားတာပါဆိုလိုတာကလူဖီကအစားအသောက်များများစားလေလီဂီယာ5ကိုကြာသုံးနိုင်လေလီတိုက်ပွဲကိုကြာတိုက်ခိုက်နိုင်လေလီဖြစ်ပါတယ်လူဖီပြင်ပန်းလာတဲ့အချိန်ဂီယာ5တက်တန်းကုန်တဲ့အချိန်မှာ0နဲ့စန်ဂျီတို့အလှည့်ရောက်လာမယ်လို့ထင်ပါတယ်နာရိုနာအီမူနဲ့တိုက်ပွဲမှာကောက်ရိုးအုပ်ထုပ်တို့အဖွဲ့အနိုင်ရပါစေလို့ဆုတောင်းပေးကြပါဦး